ဒီနေ့မှာတော့ Power Ranger series တဲ့အမိုက်ဆုံး Megazord 10ကောင်ကိုကျွန်တော်စိတ်ကြိုက် ranking လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်10 Torozord ဒီကောင်ကတော့ Magna Defender ရဲ့ Zord ဖြစ်ပြီးတော့ design ပိုင်းအရအရင်မမိုက်ပေမဲ့ Magna Defender ကပါအကောင်ကြီးကြီးပြီးဝင် control လုပ်တာမို့တော်တော်လေးသဘောကျဖို့ကောင်းပါတယ်။ Mega Defender, transform! Number 9 Astro Megazord Insmith Ranger ရဲ့ Megazord ကြီးဖြစ်ပြီးတော့ Zord တစ်ခုလုံးက Astro Mega 8တစ်ခုတည်းပဲဖြစ်သွားမှာမို့ classic ဖြစ်ပြီးတော်တော်လေးလမ်းပါတယ် Begin docking. Astro Megazord, online. Number 8 Asus Megazord Y4 series တွေက Y4 Ranger တွေရဲ့ Final Form Zord ဖြစ်ပြီးတော့ Zord design ရဲ့ Zord နောက်ဘက်ကမျက်လုံးပါတဲ့တောင်ပံနှစ်ဖက်ကလည်းတော်တော်လေးမိုက်ပါတယ်Number 7 Stone Megazord Ninja Stone Ranger တွေရဲ့ main Zord ဖြစ်ပြီးတော့တော်တော်လေးလူကြိုက်များသလို design ပိုင်းကလည်းတော်တော်လေးမိုက်ပါတယ်။ညဘက်ထဲကအလုံးလေးweapon တွေထုတ်တာလည်းတော်တော်လေးအထာကျပါတယ်။ Number 6 Predazord ဇာတ်အခုနဲ့ Madrid ရဲ့ Megazord ဖြစ်ပြီးတော့ design ရော ability ရောတော်တော်လေး perfect ဖြစ်တဲ့ Zord တစ်ကောင်ပဲဖြစ်ပါတယ်။ I too can form a great power. Dark Wild Swords, combine! Try အကယ်၍ brother က Kamen Rider ဘတ်တွေအပြင် Super Sentai Megazord တွေကိုပါ pre-order တင်နေတယ်။ Tokusatsu နဲ့ပတ်သက်တဲ့ accessory တွေအကုန်လုံးမှာ hard buy နဲ့ကျန်တာအင်အားငွေချေစနစ်နဲ့ pre-order တင်နေတယ်ဆိုရင်တော့ဒီ page လေးမှာသွားတင်လို့ရပါတယ်။ enemy figure နဲ့ enemy accessory တွေကိုပါရောင်းချပေးနေတာဖြစ်ပြီးတော့ graphite ကလာတာပါလို့ပြောလိုက်ရုံနဲ့ driver တွေမှာတိုင်း discount တွေရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကဲအခုပဲ order သွားတင်လိုက်တော့နော်။ Number 5 Star Wars Megazord and Suntress Megazordဒီနှစ်ကောင်ကတော့ Log Galaxy ထဲမှာကျွန်တော်ကြိုက်ဆုံး Zord နှစ်ကောင်ဖြစ်ပြီးတော့ထိန်းချုပ်သူမရှိတာလည်းတော်တော်လေးထားကြပါတယ်။အစပိုင်းမှာ Villain Zord ပုံစံမျိုးနဲ့ပို့ထွက်လာပြီးတော့တော်တော်လေးကိုအထားကြတဲ့ Zord နှစ်ကောင်ပဲဖြစ်ပါတယ်။ Number 4 Typhoon Megazord Murat Number 4နေရာမှာတော့ Typhoon Megazord Murat ဖြစ်ပြီးတော့ Typhoon Ranger တွေရဲ့ main form လို့ပြောလို့ရပါတယ်။ဘာထူးခြားချက်များမသိခင်တည်းကကျွန်တော်တို့တော်တော်လေးဆွဲဆောင်နိုင်တဲ့ Megazord ကြီးပဲဖြစ်ပါတယ်။ Zord ရင်တွေကိုရိုက်ထုတ်ပြီးတဲ့နေရာကလည်းတော်တော်လေးလမ်းပါတယ်။ Deploy Saber! Number 3 Gokaio ဝေးနေပါဦးမင်း Power Ranger Megazord အကြောင်းပြောနေမှာမဟုတ်လားဘာလို့စတိုက်ပါလားလေဘာလို့လဲဆိုရင်တော့ Super Mega Force ဆိုရဲ့ Piece of Shit ကြီးကိုထည့်မပြောချင်လို့လေကွာZord လေးပဲလေအေးအဲ့ Zord လေးကိုပါထည့်မပြောချင်တာဒါမဲ့ Number 3 Gokaio ကိုကိုင်းညားရီရဲ့ Megazord ဖြစ်ပြီးတော့ပင်လယ်ဓမြပုံစံမျိုးနဲ့မို့တော်တော်လေးမိုက်ပါတယ်
တစ်ချိန်လုံးသင်္ဘောကြီးကလေထဲလွင့်နေပြီးတော့ Marvel လက်စုပ်ကလည်းအမှပဲအေးအမှပဲစားတာပဲဖြစ်ပါတယ် Number 2 Drive Mesh Megazord Overdrive Ranger တွေရဲ့ Megazord main form ဖြစ်ပြီးတော့ special ability အများကြီးမရှိပေမဲ့ကျွန်တော်စိတ်ကိုတော်တော်လေးဆွဲဆောင်နိုင်တာမို့ Number 2နေရာမှာထားလိုက်ပါမယ် Let's combine. Drive Max Megazord. Drive Max Megazord. Assembly complete. Let's end this. Operation Overdrive. Number 1 Thunder Megazord Ninja Storm နဲ့က Thunder Brother ရဲ့ Megazord ဖြစ်ပြီးတော့ကျွန်တော်အတွက်တော့ Number 1နေရာမှာထားလောက်တဲ့အထိတော်တော်လေးသဘောကျပါတယ် Sword Design ရော Ability ရောမိုက်ပြီးတော့ Control လုပ်တဲ့စက်ခန်းကလည်းတော်တော်လေးမိုက်ပါတယ် Thunder Megazord. Powered up. အမိုက်ဆုံး Megazord 10 ranking video လေးကတော့ဒီလောက်ပါပဲ Record မှာနောက် video ကြရင်ပြန်တွေ့ကြတာပေါ့